မေတို့ခုလေးတန်းတိုင်းကိုကြောက်နေခုငါတို့ဘဲကိုတဲရမလို့လို့ဘဲသူနေရမလို့ဆိုတဲ့ဟာကိုပဲမိသားစုကြောက်ကိုနေတာနောက်ထပ်ခုလေဆုံရှုံရမှာကြောက်တယ်ညာဒေသဒေါ်ကြုံအောင်ကြားကြောင်ကျိုကြောင်ချက်မှာပလတ်စတစ်မိုးကမိုးပြီးနေထိုင်နေကြတဲ့မိသားစုတစုအဲ့ဒီမိသားစုအားလုံးကညှိုးလျော်ဖြတ်တော့နေကြပြီးခန္ဓာကိုယ်မှာလည်းဒဏ်ရာဒဏ်ချက်တွေအဖြစ်အသက်9နှစ်ကျော်ရွယ်ကလေးငယ်ကတသားအချောင်းကိုကျန်းနောက်ဖြစ်အသုံးပြုနေရပြီးလူငယ်တဦးကတော့မျက်နှာမှာပတ်တီးအဖြစ်အဲ့ဒီမိသားစုကိုဥဆောင်နေတာကအသက်60ကျော်အရွယ်ဒေါ်တင်ဝင်းဘယ်လေရင်မဲ့ဖြစ်ဖြစ်လေရင်တန်ကြားတိုင်းလေရင်တန်လို့ထင်ရတဲ့စက်အင်ဂျင်တန်ကြားတိုင်းကြောင်ရွံထိတ်လန့်လို့ရှောင်းပုံးစရာနေရာရှာရတယ်လို့ဒေါ်တင်ဝင်းကပြောပါတယ်မေတို့ဘောတဲတဲကိုချလိုက်တယ်ကန်ကောင်းလေးလည်းမတည်တာမေတို့ခုလေးတန်းတိုင်းကိုကြောက်နေခုငါတို့ဘဲကိုတဲရမလို့ဘဲသူနေရမလို့ဆိုတဲ့ဟာကိုပဲမိသားစုကြောက်ကိုနေတာနောက်ထပ်ခုလေဆုံရှုံရမှာကြောက်တယ်ဒေါ်တင်ဝင်းတို့မိသားစုဟာမန္တလေးတိုင်းမတရားနယ်ဇာတိဖြစ်ပြီးအာနာသိန်းစိုးစုကမတရားနယ်ကျေးရွာတွေကိုလေကြောင်းပုံကျဲနေလို့အသက်အန္တရာယ်ကကင်းလို့ရေးစကိုင်းတိုင်းဘက်စစ်ပေးရှောင်လာကြသူတွေဖြစ်ပါတယ်။ဒေါ်တင်ဝင်းတို့မိသားစုစစ်ပေးရှောင်ရင်ယာယီနေထိုင်နေတဲ့နေရာကိုပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းအာနာသိန်းစိုးစုကတိုက်လေနဲ့လာရောက်ပုံကျဲခဲ့တာကြောင့်ဒေါ်တင်ဝင်းရဲ့ခင်မွန်းတဲ့တာအချင်းနဲ့အိမ်နောင်တဲ့သမီးတို့စုစုပေါင်း3အသက်ဆုံးရှုံးခဲ့ရပါတယ်။ကောင်းထီးတာကောင်းထီးတယ်ပေါင်းဒီလိုပေါင်းမဒီလိုပခေါ်အဲ့ဒီဒီရတဲ့ပစုံနဲ့ခုကျော်ရောအဲ့မျက်နှာရောကန်ကောင်းလို့ပဲမသေးတယ်မိတို့မိသားစုက3ယောက်သေးသွားတယ်အဲ့ဒါကြံတဲ့ဟာကြတယ်ဒဏ်ရာတွေနဲ့ကြံရတာဒဏ်ရာနဲ့9ယောက်ကြံရတာအဲ့2ယောက်ခု9ယောက်ခလုံးဒဏ်ရာတွေနဲ့ကိုရဲ့ကလေးလေး2ယောက်နဲ့ကိုရဲ့ဒီလိုသားဖတ်တော့ရောက်ကသူမိမသေးသွားတာမေတို့ကကြအမေအင်းသားနဲ့အမေသားကြီးတယောက်သေးတာ2ယောက်သေးတာဒါပေမဲ့အမေသမီးပေါ်လေးဟိုအဲ့တော့တမက်ပေါ့သူတို့မိသားစုဟာစပေးရှောင်ရင်စားဝတ်နေရေးအတွက်လက်ဖေးဆိုင်ဖွင့်ဖို့ကြိုးစားနေချိန်စောစုကအဒီလက်ဖေးဆိုင်ကိုပြစ်မှတ်ထားပုံကျရကြောင်းမိသားစုဝင်တွေဆုံးပါခဲ့ရတာလို့ဒေါ်တင်ဝင်းကအတန်ခတ်တိုးတိုးနဲ့ပြန်ပြောပြပါရယ်အဲ့ဒါဈေးလေးရောင်းလက်ဖေးဆိုင်လေးပေါ့ဟိုတက်ပညာလေးနဲ့ရောင်းစားတာအဲ့ဒါ10ရက်တောင်မပြည့်သေးဘူးလက်ဖေးဆိုင်ခွန်တာရောက်တဲ့ဒီဘက်ကိုရောက်တော့3ရက်လောက်ထားပါတော့3ရက်လောက်နေပြီးတော့လက်ဖေးဆိုင်ဖွင့်လိုက်တာအဲ့ဆို10ရက်လောက်ပဲကြာတယ်ထားပါတော့လေနဲ့ပုံကျဲခံရလို့ဆုံးပါသွားတဲ့ခင်မွန်းတဲ့သားနဲ့သမီးတို့ပြန်ပြီးတော့အသက်ရှင်လာဖို့စုမတောင်းရပေမဲ့လေနဲ့ပုံကျဲခံနေရတဲ့အခြေအနေကလွမြောက်ဖို့အတွက်တော့အချိန်တိုင်းစုတောင်းနေမိတယ်လို့ဒေါ်တင်ဝင်းကညှိုးလျော်တဲ့မျက်နှာနဲ့ရင်ဖွင့်ပါတယ်။မေတို့ဘောတဲတဲကိုချလိုက်တယ်။ကန်ကောင်းလေးလည်းမသေးတာ။မေတို့ခုလေးတန်းတိုင်းကိုကြောက်နေခုငါတို့ဘဲကိုတဲရမလို့ဘဲသူနေရမလို့ဆိုတဲ့ဟာကိုပဲမိသားစုကြောက်ကိုနေတာနောက်ထပ်ခုလေဆုံရှုံရမှာကြောက်တယ်ဗုဒ္ဓမန်ဒဏ်ရာရသူတွေတဲက9နှစ်အရွယ်လူမမယ်မြေးလေးဟာလမ်းမင်ကောင်းမွန်စွာမရှောင်နိုင်ပဲတစ်သားအကြောင်းကိုဂျိုင်းနောက်အဖြစ်အသုံးပြုကဂျိုင်းနောက်အကူနဲ့တွာလာနေရပါတယ်ဒေါ်တင်ဝင်းကိုယ်တိုင်လည်းနားရီဦးကကြီးကြီးလင်းလင်းမကြားရတော့ဘူးလို့ပြောပါတယ်ခုဆိုအဲ့လောက်ပြီးကနန်းတော်ဟာဆိုမကြားဘူးနားရီတော့ဦးကလေးတွေကိုထွားနေအဲ့လိုကြောက်လဲကြောက်ပါလေမေကြီးတို့ဒီလိုဟာမျိုးဖြစ်မှဦးနောက်ထပ်ဖြစ်မှလည်းကြောက်တယ်အဲလွတ်တဲ့နေရာလေးကိုပဲဘယ်နေရာမလို့ဆိုတာလေးကိုပဲကိုအတွေးမှာအဲ့ဒါပဲရှိနေလေကြောင်းတိုက်ခိုက်ခံရစဉ်တွင်အသက်မသေးပဲဒဏ်ရာရခဲ့သူတွေမှာလည်းလုံလောက်တဲ့စေဝါကုသခွင့်မရပဲစပေးရှောင်နေရတဲ့နေရာမှာပဲခက်ခဲကုသနေရပါတယ်ပြီးခဲ့တဲ့2024နှစ်လယ်ပိုင်းမှာတစ်တုံညာနှစ်ခွန်စစ်စေးနဲ့အတူအချက်ညီဆွနေတဲ့ရှမ်းမန်းစစ်စင်အတွင်းမန္တလေးတိုင်းမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာရှိတဲ့စစ်စကန်နဲ့နေမြေအများအပြားကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။တနေ့ကျော်ကြာ2025မှာတော့
အာနာသိန်းစိုးစုကလေချောင်းအာကိုတရုတ်အာကိုနဲ့မန္တလေးတိုင်းထဲမှာရှိတဲ့ဆက်ရှုံးထားတဲ့နယ်မြေတွေပြန်ရရေးတံမြန်ထိုးစစ်ဆင်ခဲ့ပါတယ်။စိုးစုဟာမရိယာစင်ကူနဲ့တပိတ်ချင်းနယ်မှာရှိတဲ့ဆက်ရှုံးနယ်မြေတွေပြန်ရရေးထိုးစစ်ဆင်ရမှာမြေပြင်စစ်ကြောင်းမရောက်မီမြို့ရွာတွေကိုပုံကျဲတာကြောင့်အဲ့ဒီမရိယာစင်ကူနဲ့တပိတ်ချင်းနယ်ကရာချီတဲ့ပြည်သူတွေသေဆုံးပြီးတော့ထောင်တောင်းချီတဲ့ပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးခဲ့ကြပါတယ်။အဲ့ဒီဒေသခံပြည်သူအများစုဟာစိုးစုထိန်းချုပ်ထားတဲ့နေမြေတွေစီမပြေရပဲ AR မြစ်ကိုဖျက်ကူကစကိုင်းတိုင်းမဲ့စစ်ဆောင်ထွက်ပြေးကြတာဖြစ်ပါတယ်။ဒီဇင်ဘာ16ရက်မှာစိုးစုကစင်ကူးမြို့ကိုပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်စကိုင်းတိုင်းမဲ့စစ်ပေးရှောင်ထွက်ပြေးကြတဲ့ပြည်သူတွေကို PDL လို့တစိ့ကပ်ကလိုက်လံပုံကျဲတပ်ဖြတ်ခဲ့ပါတယ်။ဒီဇင်ဘာ19ရက်ထုတ်စိုးစုပိုင်သတင်းစာနဲ့ရုပ်သံတွေမှာမန္တလေးနဲ့စကိုင်းတိုင်းအဆက် AR မြစ်ကူးစိတ်တွေမှာမြစ်ကူးနေသူတွေကိုပုံကျဲခဲ့တဲ့မှတ်တမ်းတွေဖော်ပြခဲ့ပြီးတော့ PDF တွေမို့လိုက်လံပုံကျဲခဲ့တာလို့စိုးစုကအောင်ပွဲကန်သတင်းဖြန့်ခဲ့ပါတယ်။မြစ်ကူးလွတ်မြောက်သွားတဲ့မန္တလေးတိုင်းကစစ်ပေးရှောင်ပြည်သူတွေစကိုင်းတိုင်းနဲ့လိုရာခီးမသွားနိုင်အောင်စိုးစုဟာစကိုင်းတိုင်းတွေကအဓိကလမ်းမကြီးဖြစ်တဲ့ရွှေဘိုမြကြီးနားပြွာလမ်းကိုဒီဇင်ဘာ10ရက်ကစတင်ကခင်ဦးနဲ့ကမ်မလူနဲ့အဆက်မှာရှိတဲ့ကြည်ချင်းရွာဂိတ်ကနေပိတ်ဆို့ခဲ့ပါတယ်။အဲ့ဒီနောက်လမ်းစုံလမ်းခွတွေကားလမ်းဘေးနဲ့တောကြုံအောင်ကြားမှာနေထိုင်နေကြတဲ့စစ်ရှောင်ပြည်သူတွေကျေးရွာစာတင်ကျောင်းနဲ့ရွာနီးချုပ်ဆက်မှာနေထိုင်ကြသူတွေကိုစိုးစုကလိုက်လံပုံကျဲခဲ့တာဖြစ်ပါတယ်။စိုးစုကကားလမ်းတွေပိတ်ဆို့လိုက်တာကြောင့်မန္တလေးတိုင်းဘက်လာတဲ့စစ်ပေးရှောင်ပြည်သူတွေဟာစကိုင်းတိုင်းဘက်ချမ်း AR မြို့တစ်လျှောက်မှာရှိတဲ့ဝက်လက်ရွှေဘိုခင်းဦးနယ်တဲ့ပိတ်မိခဲ့ပါတယ်။စိုးစုကအဲ့ဒီစစ်ပေးရှောင်ပြည်သူတွေကိုစစ်မြေပြင်မှာရန်သူကိုခြေမုံးတယ်လို့မျိုးတိုင်းလျင်3-4စင်းနဲ့တပြိုင်တည်းပုံကျဲတာမျိုးတွေဒီပြင်းပြင်းထန်ထန်လိုက်လံပုံကျဲခဲ့တယ်လို့အညာမှာရှိတဲ့မြို့နယ်အဆင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပအဖွဲ့ဝင်တူကပြောပါတယ်။ဝက်လက်ရဲ့ရွှေဘိုရဲ့ခင်ဦးရဲ့အများဆုံးပြစ်ခံရတာပေါ့။စစ်ဆောင်တွေကလည်းများတာလည်းဝက်လက်ခင်ဦးဒီဟိုပါပေါ့။ဝက်လက်ခင်ဦးရွှေဘိုအများဆုံးပါ။တပင်းကတော့အဲ့လောက်မများဘူး။တပင်းလည်းစစ်ဆောင်ပြစ်တာပဲ။အဓိကကတော့အဲ့ဒီမန္တလေးကစစ်ဆောင်တွေရောက်ကြတဲ့စပြီးတော့ဒီရက်သားဆိုတာထက်ကိုအဲ့ဒီစစ်ဆောင်တွေအဓိကပေါ့။စစ်ဆောင်တွေအဓိကထားပြီးတော့လီတောင်းတိုက်ခိုက်တယ်အဲ့အစုံပေါ့ဟိုဟာဖိုက်တာနဲ့ကျဲတယ်ဘိုင်ဦးနဲ့ကျဲတယ်ပါရာမူတာနဲ့ကျဲတယ်ပြီးတော့ကျတော့လေစစ်မြေပြင်တစ်ခုလုံးခြေမုံးတယ်လို့ကိုသူခြေမုံးတာကြလက်ကျန်တာကဟိုပေါ့ဖိုက်တာတက်လာပြီဆိုလဲ3စီးပေါ့အဲ့3စီးကနေပြီးတော့တောက်လျှောက်ချတယ်ပြီးရင်ပြစ်ဟိုပေါ့အကြီးချပြီးရင်အသေးနဲ့ပြစ်တယ်ပေါ့ဗျာအဲ့တော့ကျတော့မသေးမချင်းကိုကဒီစစ်ဆောင်တွေကိုရသားပြည်သူတွေကိုညီရချက်ရှိရှိနဲ့ကိုကလုံနေရတော့သိရတယ်ဗျဟုတ်စိုးစုဟာဒီဇင်ဘာလအတွင်းလမ်းစုံလမ်းကွာနဲ့လမ်းဘေးနေရာတွေကိုအဓိကပြစ်မှတ်ထားကဘုံကျဲခဲ့ပြီးယခုဇန်နဝါရီလအတွင်းမှာတော့စစ်ပေးရှောင်းတွေခိုးလုံနေတဲ့စာတင်ကျောင်း၊ဘုံကြီးကျောင်းစတာတွေကိုပုံမပြစ်မှတ်ထားဘုံကျဲလာတယ်လို့ဆိုပါတယ်။ခေဦးနဲ့ဝက်လက်နေတဲ့ခိုးလုံနေတဲ့စစ်ပေးရှောင်းပြည်သူတွေဟာစိုးစုရဲ့ဘုံနံကြောင့်အသေးအပြောင်းနဲ့ထိခိုက်မှုအများဆုံးဖြစ်ပါတယ်။ခေဦးမြို့နယ်မှာဒီဇင်ဘာ16ရက်ကနေဇန်နဝါရီ9ရက်ထိရက်20အတွင်းစိုးစုကလမ်းစုံလမ်းခွာနဲ့စစ်ပေးရှောင်းတွေနေထိုင်တဲ့စာတင်ကျောင်း၊ဘုံကြီးကျောင်းတွေကို3ကြိမ်ဘုံကျဲခဲ့ရမှာခီးသွားတွေအပါအဝင်အမျိုးသမီးကလေးငယ်နဲ့လူကြီးလူငယ်အနည်းဆုံး14ဦးသေဆုံးက30နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။ဘုံတိမှန်လို့စာတင်ကြောင်းလူနေအိမ်စတဲ့အဆောက်အုံတွေပျက်စီးသလိုကုန်တင်ကားခီးသွားကားစတဲ့ကားစီး10နဲ့ချီပျက်စီးတယ်လို့ခေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကထုတ်ပြန်ပါတယ်။ပြည်သူကိုပြစ်မှတ်ထားဘုံကျဲတဲ့စုပ်စုရဲ့လူမဆန်တဲ့ကျူးလွန်မှုတွေရက်တန့်ပေါ်ရာကဘာကြီးကအရေးမယူနိုင်တော့ဘူးလားလို့အထက်ပါမြို့နယ်အဆက်ပအဖဖွဲ့ဝင်ကမေးခွန်းထုတ်ပါတယ်။လူမဆန်မှုကတော့အဆိုးဆုံးကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ဘာသာရေးအဆောက်အဦတွေရောပြီးတော့ကျွန်တော်တို့ကလေးတငယ်တွေရောပေါ့ဗျာစစ်ဆောင်ဆိုတော့ကလေးတငယ်တက်ကြီးရွယ်ကိုအစုံပါတာအမျိုးသမီးတွေပါတယ်အများဆုံးကတော့ဟိုပါပေါ့အမျိုးသမီးပြီးတော့ကလေးတငယ်ပြီးတော့ကျတော့တက်ကြီးရွယ်ဦးတွေပေါ့ဗျာဘာသာရေးဆောက်ဦးတွေစာတင်ကျောင်းတွေဆေးရုံတွေစသဖြင့်ပြစ်နေတာကတော့လူခွင့်ရေးကိုအလွန်ချိုးဖောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒါကြီးကိုဘယ်လိုလူတွေကများဟိုပေါ့ပြောချင်တာတော့ပဲကျွန်တော်ပြည်သူတယောက်အနေနဲ့ပြောမှဆိုတော့ဘယ်လိုလူတွေကများဘာကြောင့်ဒီလိုလက်ခံနေမှမသိပါဘူးကဘာပြောတာပါကျွန်တော်တို့ဒီလောက်ကြီးထီကိုဟိုလူသားမဆန်စွာလောက်ခံနေရတဲ့အပေါ်မှာဘာကြောင့်မြန်ထိရောက်အောင်ဘယ်နေရာများမှာလုပ်လို့မရကြတာတော့ပေါ့ဗျာဒါလေးတွေကျွန်တော်ကတော့ဒါပြည်သူတယောက်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်အသက်မသေးပဲဒဏ်ရာရင်းနဲ့ကြံရတဲ့ဒေါ်တင်ဝင်းကတော့
သူတို့မိသားစုကြုံခဲ့ရတဲ့ဘုံတန်တဲ့အဖြစ်ဆိုးကိုခေါင်းထဲကနေထုတ်လို့မရဘူးလို့ညှိုးငယ်စွာနဲ့ပြောပါတယ် မေးလေကျန်တဲ့သားလေးတွေနဲ့အသက်ရှင်တန်းနေရတာပေါ့အဲ့လိုပြန်တွေ့ရင်အိတ်မပြောဘူးအဲ့လိုတိုက်ကြအောင်ငါအတိမဖြစ်ချစ်ဘူးဆိုကိုတရားနဲ့ကိုဖြေလဲမရဘူးအဲ့အတွေးကြီးကဒီထဲမှာပဲပြန်ရောက်နေ လေကြောင်းတိုက်ခိုက်မှုတွေစစ်မှတ်ပြီးအန်ရီတွေကကင်းလွတ်တဲ့နေရာလေးတစ်ခုမှာခိုလုံခွင့်ရဖို့ဒေါ်တင်ဝင်းတို့မိသားစုကတော့မျှော်လင့်နေပါတယ်။